အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Recap Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်စကားလေးကတော့2019ခုနှစ်အတွက်ရှိခဲ့တဲ့ Meso လို့အမည်ပေးထားတဲ့နာမည်ကြီးရုပ်ရှင်စကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာစကားရဲ့အစမှာဝဒီလို့ခေါ်တဲ့လူကြီးကလူနာတင်ကားကိုစီးဖို့ကားဆရာကိုတောင်းဆိုနေရင်ကနေအစာပြုတ်ခဲ့ပါတယ်လူနာတင်ကားကလူနာအသက်သားဖြစ်တယ်လို့ကားဆရာကညှင်းဆိုခဲ့ပေမဲ့ဝဒီကအရေးကြီးကိစ္စရှိတာကြောင့်ကားဆရာကိုကျင်းလုံးနဲ့ခေါ်ပြီးကားကိုမောင်းထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆေးရုံမှာဆရာဝန်ကလူနာတွေကိုလက်မခံခင်ငွေအရင်ပေးချေဖို့သူ့ရဲ့လက်ထောက်ကိုညွှန်ကြားထားကဆရာဝန်လည်းတယ်လီကန်းထဲမှာဝင်သွားပြီးတယ်လီကပြန်ဖွင့်လာတဲ့အခါမှာဆရာဝန်ကပျောက်သွားခဲ့ပါတယ်။ညနေရောက်တော့ခွဲစိတ်ဆရာဝန်တယောက်ကသူ့ရဲ့ကြည်စနီးဖြစ်သူလမ်းလျှောက်နေရင်ဖုန်းလာလို့သူကဖုန်းပြောလိုက်တဲ့အချိန်မှာလူနာတွေကိုခွဲစိတ်မှုမပြုလုပ်ခင်ငွေရင်ပေးချေဖို့တစုံတယောက်ကနေလေလက်ထောက်ဆရာဝန်ကိုပြောခဲ့တယ်လို့မျိုးပဲသူ့ကိုပြောလိုက်ပါတယ်။အဲ့ဒီနောက်ဝဒီလည်းရောက်လာပြီးခွဲစိတ်ဆရာဝန်ကိုပြန်ပေးဆွဲလိုက်ပါတယ်။မနေ့ရောက်တော့တမျိုးလုံးမှာပြန်ပေးဆွဲတဲ့သတင်းတွေနဲ့ပြန်နှံသွားပြီးရဲတွေကလည်းအဲ့ဒီသတင်းကိုရတော့ GCP ရွတ်နဝန်ဦးဆောင်တဲ့အရာရှိတစ်ဖွဲ့ကရဲသားများကိုမိတ်ပေးပြီးမာရွန်လို့အမည်ပေးထားတဲ့ဆရာဝန်တဦးကိုဖမ်းဆီးသွားပြီးရဲများကမာရွန်ကိုဖမ်းဆီးလိုက်တဲ့အချိန်မှာပြည်သူတွေကမာရွန်ဟာအပြစ်မရှိကြောင်းအော်ပြောနေကြပါတယ်ပြည်သူတွေရဲ့အတန်ကိုကြားတော့မာရွန်လည်းပြုံးပြပြီးလူအုပ်ကိုလက်ဝဲရန်ကနှုတ်ဆက်ခဲ့လိုက်ပါတယ်ရဲစခန်းရောက်တော့ရော့စ်ကမာရွန်ကိုစစ်ဆေးဖို့အတွက်ဂျန်တဲ့လူတွေအပြင်ထွက်ခိုင်းပြီးမာရွန်လည်းသူဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုပြောပြကာစကားလဲနောက်ကျောင်းပြန်သွားခဲ့ပါတယ်။မာရွန်နဲ့ဝဒီတို့ဟာပဲရစ်လေးစိတ်မှာချိန်ရင်လို့ဖို့ဝင်သွားတဲ့အခါလုံခြုံရေးကသူတို့နှစ်ယောက်ဟာအင်ဂျီအဝတ်အစားကတခြားသူတွေနဲ့မတူတာကြောင့်သူတို့နှစ်ယောက်ကိုမတင်ကားပဲတိတန့်ခန်းကိုခေါ်သွားပြီးလုံခြုံရေးများကမာရွန်ကိုသူ့ရဲ့အဝတ်အစားများကိုချုပ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာအချွေရည်တောက်နေတဲ့မင်းကလေးတယောက်ကအစိတ်တင်သွားပြီးလဲကြတာကိုမာရွန်ကတွေ့သွားတဲ့အခါအချိန်မဖြုံးမဲလုံခြုံရေးအဆောက်တွေကိုတွန်းထုတ်ပြီးပြေးသွားလိုက်ပါတယ်။လုံခြုံရေးများကသူထွက်ပြေးသွားတဲ့ထင်ပြေးလိုက်လာတော့မာရွန်ကသူဟာကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ကြောင်းပြောပြီးသူလှုပ်ရှားရှိတဲ့အလုပ်ကိုချက်ချင်းပဲလှုပ်ဆောင်ကမင်းကလေးရဲ့အသက်ကိုအောင်မြင်နဲ့ကယ်တင်နိုင်ခဲ့ပါတယ်။ဒါကိုမြင်တဲ့ဘေးလူတွေကလည်းသူ့ကိုချီးကျူးကြပြီးလေစိတ်လုံခြုံရေးကလည်းမကြခင်ကသူတို့ရိုင်းဆိုင်တဲ့ပြုမှုတွေတဲ့မာရွန်ကိုတောင်းပန်လိုက်ပါတယ်။ဆရာဝန်တယောက်ဖြစ်တဲ့မာရွန်လည်းလုံခြုံရေးကိုစာအုပ်တအုပ်ကိုအဖုံးမဲ့ကြည့်ပြီးမဆုံးဖြတ်ပဲလူတယောက်ကိုလည်းအပြင်ပိုင်းကြည့်ပြီးမဆုံးဖြတ်လိုက်ပါနဲ့လို့ပညာပေးလိုက်ပါတယ်။နောက်တော့သူရဲ့တနာကျင်နာမှုကြောင့်ပြည်သူတွေကကွန်ပျူတာအနေနဲ့လူသားချင်းစာနာမှုစုကိုရရှိသွားပြီးမာရွန်ဟာရိုးသားပြီးတနာကျင်နာမှုရှိတဲ့အတွက်စင်ရနွန်ပါတဲ့သူများကို9 ရူဘီလောက်သာပေးဆောင်ရပြီးစေကူတာပေးနေပါတယ်။မာရွန်လည်းဆူယူပြီးလို့အမှန်စကားပြောတဲ့အချိန်မှာသူကစင်ရနွန်ပါတဲ့ပြည်သူတွေကိုအခမဲ့စေကူတာနိုင်ဖို့အတွက်အမြဲကြိုးစားသွားမယ်ဆိုပြီးငွေကြေးအများပြားရှိတဲ့ဒေါက်တာအကျင်းကလွဲပြီးကျန်တဲ့သူကသူ့ကိုထောက်ခံလိုက်ကြပါတယ်။နောက်တော့ဒေါက်တာအကျင်းကသူ့ရဲ့ဆေးရုံမှာတာဝန်ထမ်းဆောင်ဖို့မာရွန်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့မာရွန်ကဒေါက်တာအကျင်းရဲ့ကမ်းလှမ်းမှုကိုငင်းဆိုလိုက်ပြီးဒေါက်တာအကျင်းကသူ့ကိုဆက်လက်ချဲလဲနေတာကြောင့်ပတ်ဆက်ပိတ်ထားလိုက်ပါလို့မာရွန်ကပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဒေါက်တာအကျင်းရဲ့လက်ထောက်အာထီကရောက်လာပြီးပထမတန်းလေးရင်ကပြေးသွားပြီးဖြစ်ကြောင်းလာပြောခဲ့ပါတယ်။ညနေရောက်တော့မာရွန်နဲ့ဘက်တိုင်းကကော်ဖီဆိုင်ကိုတွားပြီးအာထီနဲ့သူ့တငယ်ချင်းကလည်းကော်ဖီ$10မှယူပြီးလက်ထဲမှာ$5ပဲရှိတာကြောင့်ကတ်ကနေပေးချေဖို့ဆိုင်ကလက်မခံမဲ့အခက်တွေ့နေပါတယ်။မာရွန်တို့လည်းရောက်လာပြီးနေ့လေကတွေ့ခဲ့တဲ့မိန်းမချောလေးအာတီကိုမျက်လက်ပြပြီးကိုညီခဲ့ပါတယ်။သူ့ရဲ့မျက်လက်ပညာအစွမ်းထက်တာကြောင့်အာတီလည်းသဘောကျသွားပြီးစားတော့ဆိုင်မှာနှစ်ယောက်သားစကားထိုင်ပြောနေတဲ့အချိန်မှာလူရန်ကတချို့ကဆိုင်ထဲရောက်လာပြီးလူရန်ကများထဲမှတဦးကပိုက်ဆန်တောင်းကအာတီကိုသူမရဲ့လက်စွပ်ဖြုတ်ခိုင်းပြီးအဲ့ဒီလက်စွပ်ကသူ့အမေပေးထားတဲ့လက်ဆောင်ဖြစ်တာကြောင့်မပေးချင်ပေမဲ့လည်းပေးလိုက်ရပါတယ်။အာတီရဲ့ရှေ့မှာပညာပြချင်နေတဲ့မာရွန်ကစောကြည်အောင်လို့သူ့ရဲ့မော်ပညာနဲ့လူရန်ကားကိုအနိုင်ယူပြီးအာတီရဲ့သူမအမေပေးထားတဲ့လက်စုကိုပြန်ယူပေးခဲ့ပါတယ်။မနေ့ပြန်ရောက်တော့မာရွန်နဲ့ဘက်တိုင်းတို့ကဆေးဝယ်ထွက်နေတဲ့အချိန်မှာဒေါက်တာအကျင်းဟာရုရှားမင်းကလေးနဲ့အတူတူသွားနေတာကိုတွေ့ပြီးသူတို့နှစ်ယောက်စလုံးလည်းဒေါက်တာအကျင်းနောက်ကိုလိုက်သွားကအဲ့ဒီအချိန်မှာအာတီနဲ့တွေ့ပြီးသူမကိုမေးကြည့်လိုက်တဲ့အချိန်မှာတော့ဒေါက်တာအကျင်းကမော်စကိုမြို့ကိုအလဲသွားတယ်လို့သိလိုက်ရပါတယ်။သူတို့နှစ်ယောက်လည်းပို့ပြီးရင်းနှီးလာပြီးပန်းချမှန်ထိုင်နေရင်မာရွန်လည်းသူ့ရဲ့နောက်ထပ်မျက်လက်ရှိုးပွဲအကြောင်းကိုပြောပြကသူမရဲ့ boss ဖြစ်တဲ့ဒေါက်တာအကျင်းကိုလည်းဖိတ်ခေါ်ဖို့ဝက်လက်မက်ကိုပေးပြီးအိန္ဒိယစကားတွေရဲ့ထုံးစံအတိုင်းပုံမခင်မင်ရေးရဖို့အတွက်ထားကခဲ့ကြပါတယ်။မျက်လက်ပွဲရောက်တော့မာရွန်ကမျက်နှာဖုံးဝတ်ထားပြီးမင်းကလေးတယောက်ကိုတစ်တာထဲအိတ်ခိုင်းကဓာတ်နဲ့ထိုးလိုက်ပေမဲ့မျက်လက်ဆိုတဲ့အတိုင်းပဲမင်းကလေးကမသေးပဲပြန်ထလာပြီးပြိတ္တကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရွန်ကသူဖိတ်ထားတဲ့ဒေါက်တာအကျင်းကိုခေါ်ပြီးသူပြခဲ့တဲ့ပြက်ကွက်အတိုင်းလုပ်နေပေမဲ့ဒီတစ်ခါမှာတော့မာရွန်ကဒေါက်တာအကျင်းကိုမျက်နှာဖုံးချွတ်ပြပြီးပြိတ္တရဲ့ရှေ့မှာပဲတက်ပြစ်လိုက်ပါတယ်။နောက်တော့ဒနီလို့အမည်ပေးထားတဲ့ဒေါက်တာအကျင်းရဲ့တငယ်ချင်းဟာ
အခင်းဖြစ်ပွားတဲ့မျက်လက်ပွဲကိုရောက်လာပြီးရဲသားကြီး Rose နဲ့အတူပျောက်ဆုံးသွားတဲ့လူသက်သမားအကြောင်းကိုစစ်ဆေးနေရင်လူသက်သမားကမော်ဆရာလည်းဖြစ်သလိုဆရာဝန်တယောက်လည်းဖြစ်ကြောင်းသိလိုက်ရပြီးမကြာမီသူ့ကိုဖမ်းပေးမယ်လို့ရဲသားကြီး Rose ကဒနီကိုကတိပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းမာရွန်ကအင်ကိုပြန်ရောက်လာပြီးပြည်သူတွေကလည်းသူ့ကိုနှွေးထွေးစွာကြိုဆိုနေခဲ့ပါတယ်။ခဏကြာတော့ကျမကြီးဝန်ကြီးဌာနကရောက်လာပြီးသူ့ကိုကျမကြီးဝန်ကြီးဖြစ်လာကြောင်းဂုဏ်ပြုပေးခဲ့ပါတယ်။မာရွန်ကကျမကြီးဝန်ကြီးဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးထာလာလို့အမည်ပေးထားတဲ့သတင်းမီဒီယာမင်းကလေးတယောက်ကသူ့ကိုအင်တာဗျူးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အစပိုင်းမှာတော့ထာဆလာဟာမာရွန်ကလူလက်တန်းစားအိန္ဒိယစတိုင်ဖြစ်ဝတ်ဆင်နေတာကြောင့်ဆရာဝန်တယောက်လိုမျိုးအဝတ်အစားမဝတ်ထားတာကိုတွေ့တော့သူကဆရာဝန်ဟုတ်ကောဟုတ်ရလားဆိုပြီးမေးတဲ့အခါမှာမာရွန်လည်းသူ့ရဲ့တငယ်ချင်းပတိုင်းကသာဆရာဝန်ဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။နောက်တော့မာရွန်လည်းအင်တာဗျူးလက်ခံလိုက်ပြီးအင်တာဗျူးချိန်ရောက်တော့ထာလာရဲ့ boss ကလည်းမာရွန်အင်တာဗျူးလက်ခံပေးတာကိုအတိုင်းမသိပျော်မိနေခဲ့ပါတယ်။ထာလာနဲ့မာရွန်တို့ရဲ့အင်တာဗျူးမှာအလွန်အဖို့တန်တဲ့အခွင့်အရေးတွေစီရင်နှောင်းပါတဲ့သူတွေအတွက်ဘာတွေစီစဉ်ထားတယ်လို့မေးမြန်းလိုက်တဲ့အချိန်မှာမာရွန်ကစီရင်နှောင်းပါတဲ့သူတွေအတွက်ဇေဝါနဲ့ကုသစရိတ်အလကားပေးသွားမယ်ဆိုပြီးဖြစ်နိုင်ရင်တိုင်းပြည်တစ်ခုလုံးအတွက်အခမဲ့စိတ်ကူပေးသွားမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာအင်တာဗျူးကိုကြည့်ရှုနေတဲ့ပရိသတ်တယောက်ကသူ့ကိုဘာလို့အိမ်တော်မပြုတ်သေးတာလဲလို့မေးလိုက်ပါတယ်။မာရွန်လည်းသူကြိုက်တဲ့ပုံစံမျိုးနဲ့ပတ်သက်ပြီးသူနဲ့အဆင်ပြေတဲ့မင်းကလေးမတွေ့သေးတာကြောင့်လက်မထက်သေးပဲနေသေးတယ်လို့ပြန်ဖြေလိုက်ပါတယ်။နောက်တော့ထာလာကလည်းပြည်သူလူထုနဲ့တကွမာရွန်တဘောကြတဲ့အမျိုးသမီးမျိုးအမြန်ရှာတွေ့နိုင်ပါစေလို့ဆုတောင်းပေးကြပါတယ်။အဲ့ဒီလိုနဲ့ပဲဇကားကလက်ရှိအပိုင်းဖြစ်တဲ့ရဲကြီး Rose ကမာရွန်ကိုစစ်ဆေးမြင်းမြန်းနေတာကိုပြန်ရောက်လာပြီး Rose လူနာတင်ကားကိုမောင်းတဲ့ကားဆရာနဲ့ဆရာဝန်တွေကိုဘယ်လိုပြန်ပေးဆွဲတာလဲမေခွန်းထုတ်ကမြင်းမြန်းလိုက်ပါတယ်။အဲ့ဒါနဲ့မာရွန်ကအတိတ်မှာဖြစ်ခဲ့တဲ့ကျောင်းကနေပြန်လာတဲ့ကလေးမတယောက်က Trust ကားနဲ့တိုင်းမိတဲ့အဖြစ်အပျက်ကိုပြန်ပြောပြခဲ့ပါတယ်။ကလေးမရဲ့မိဘကနှိစက်ရပြည်သူစေယုံကြီးကိုပို့ဆောင်ပေးဖို့လူနာတင်ကားမောင်းတဲ့ကားဆရာကနှိစက်ရပြည်သူစေယုံကြီးကိုမပို့ဘဲတခြားစေယုံကိုပို့လိုက်ပါတယ်။စေယုံကိုရောက်လာချိန်မှာတော့ဆရာဝန်ကလူနာကိုအရေးမထားဘဲပိတ်ဆံပဲအရင်တောင်းတာကြောင့်ကလေးမရဲ့မိဘကသူ့မှာပိုင်ဆိုင်တဲ့နက်ကတ်နဲ့အခြားအဖို့တန်ပစ္စည်းတွေကိုရောင်းလိုက်ပြီးပေးချေခဲ့ပေမဲ့ကလေးမဟာအချိန်မီခွဲစိတ်ကူးတောက်ဖို့အတွက်နောက်ကျသွားတာကြောင့်အသက်ကိုဆုံးရှုံးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာကလေးမအမေကသူ့သမီးအသက်မရှိနိုင်တော့တာကိုတီးသွားပြီးသူ့မှာလည်းတိုက်ပေါ်ကနေခုန်ချပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်။မာရွန်ကပြောပြတဲ့အစင်းရဲတဲ့လူတွေရဲ့ဖိနှိပ်ခံရတဲ့အကြောင်းကိုကြားလိုက်ရတဲ့ Rose ကမျက်ရည်တွေဝဲသွားပြီးဝမ်းနည်းနေခဲ့ပါတယ်။အဲ့ဒါနဲ့ Rose လည်းနားလေသဘောပေါက်ပြီးမာရွန်လည်းပြန်ပေးဆွဲခံရတဲ့လူတွေရဲ့ဒီနေရာကိုပြောပြခဲ့ပေမဲ့ရဲအရာရှိများနဲ့ Rose တို့အပါအဝင်ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့အလောင်းတွေကိုပြန်ထုတ်ယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာစကားလဲနောက်ကျောင်းပြန်ပြီးဒနီကထာလာတို့ထုတ်လွှင့်နေတဲ့အင်တာဗျူးကိုတွေ့တော့မာရွန်ကိုတက်ဖို့သူ့ရဲ့လူကိုအမိတ်ပေးလိုက်ပါတယ်။ညရောက်တော့ဒနီရဲ့လူတွေကမာရွန်ကိုချောင်းရိုက်ပြီးတစ်ချိန်တည်းမှာပဲစီလာလို့အမည်ပေးထားတဲ့သူ့ရဲ့ညီကရောက်လာပြီးဒနီရဲ့လူကိုအမောက်သိပ်ပြလိုက်ပါတယ်။တကယ်တမ်းကျတော့မာရွန်ကဆရာဝန်တူဖြစ်ပြီးစီလာကမြင်းလဲဆရာတယောက်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဝတီကရောက်လာပြီးသူတို့နှစ်ယောက်ကညီကိုတွေဆိုပေမဲ့လည်းတကယ်တမ်းကျတော့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ဒနီရဲ့လက်ချက်ကြောင့်သူတို့မိဘနှစ်ပါးဆုံးရှုံးလိုက်ရတာကိုဝဒီကပြန်ပြောပြခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကညီကိုတွေဖြစ်မှန်းသိသွားပြီးတယောက်ကိုတယောက်ပွေဖက်ပြီးပျော်ရွှင်နေခဲ့ပါတယ်။နောက်တော့ထာလာနဲ့ရဲတို့ရောက်လာပြီးစီလာကိုဖမ်းသွားခဲ့ပါတယ်။နောက်နေ့ရောက်တော့ဒနီကရဲတွေဖမ်းသွားတဲ့စီလာကိုတွားတွေ့ပြီးသူ့ရဲ့သားကိုတော့မာရွန်ကိုတွားတွေ့ခိုင်းလိုက်ပါတယ်။ဒနီကရဲစခန်းရောက်တော့သူလာတွေ့တဲ့လူကစီလာမဟုတ်ပဲမာရွန်ဖြစ်နေတာကြောင့်လန့်သွားပြီးတကယ်တမ်းကျတော့ရဲတွေကစီလာကိုလာဖမ်းတဲ့အချိန်မှာသူတို့နှစ်ယောက်အင်ကြီးလဲလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ဒနီလည်းသူ့သားကိုချက်ချင်းပဲဖုန်းဆက်လိုက်ပေမဲ့နောက်ကျသွားပြီးစီလာလည်းဒနီရဲ့သားကိုလိုက်တက်ခဲ့ပါတယ်။ဒနီရဲ့သားထွက်ပြေးခဲ့ပေမဲ့သူတက်လိုက်တဲ့သုံးဘင်းကသမီးနဲ့မိန်းမကိုဆုံးရှုံးလိုက်ရတဲ့လူကြီးရဲ့ဘင်းဖြစ်တာကြောင့်သူလည်းအသက်မရှင်ခဲ့ပါဘူး။ဒီလိုနဲ့ပဲဒနီလည်းသူ့သားကိုတက်တဲ့စီလာကိုလိုက်ရှာရင်းကိုတောင်ထဲရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစီလာနဲ့တိုက်ခိုက်ပြီးမထင်မဲ့ပဲထရက်ကားတစ်စီးရောက်လာပြီးကရှိဆိုတဲ့လူကမာရွန်ကိုတခြားထောင်ပို့တဲ့အချိန်မှာကားနဲ့ဝင်တိုက်ပြီးဖမ်းလာခဲ့ပါတယ်။စီလာလည်းတတိမိနေတဲ့မာရွန်ကိုနှုတ်အောင်လုပ်ပြီးသူတို့ညူကိုနှစ်ယောက်ပေါင်းပြီးဒနီကိုတက်ပစ်လိုက်ပါတယ်။ဒီလိုနဲ့ပဲမာရွန်လည်းအကြောင်းအရာအလုံးကိုရဲသား Rose ကိုပြောပြပြီးစကားလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။အခုလိုမျိုး recap ဗီဒီယိုတွေကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်ဆုံကြရတော့ဗော။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။